ခုဖူးတွေ့နေရတဲ့ဘုရားရဲ့ပွဲတော်အမည်မှာဂေါတမဗုဒ္ဓမြတ်စွာဘုရားကြီးဖြစ်ပါတယ်။တကယ်တမ်းလူသိများတဲ့နာမည်ကတော့ကျိုက်ထုံမြို့ရဲ့ထိုင်တော်မူဘုရားကြီးပဲဖြစ်ပါတယ်။ဒီရုပ်ပွားတော်မြတ်ကြီးကိုကျိုက်ထုံမြို့ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ဘုရားသုံးဆူတောင်ပေါ်မှာတည်ထောင်ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။2014ခုနှစ်ဩဂုတ်လ10ရက်နေ့မှာစတင်ပတ်သက်ရိုက်ခဲ့ပြီး2019ခုနှစ်မှာပြီးစီးခဲ့တာဖြစ်ပါတယ်။ဒီထိုင်တော်မူဘုရားကြီးရဲ့ဉာဏ်တော်မြင့်ဟာ255ပေနဲ့6လက်မရှိပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ထိုင်တော်မူဘုရားရုပ်ပွားတော်များအနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်ပါတယ်။ကမ္ဘာအနှံ့ရှိထိုင်တော်မူဘုရားတွေထဲမှာတော့ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ပွဲတော်အမည်မှာဂေါတမဗုဒ္ဓမြတ်စွာဘုရားကြီးဖြစ်ပါတယ်။ဒီဘုရားမှာအထက်ပေါင်း18ထက်ရှိပြီးအလွှာပေါင်း18လွှာရှိပါတယ်။နောက်ဆုံးပွင့်တော်မူခဲ့သောဂေါတမဗုဒ္ဓမြတ်စွာဘုရားကိုအစွဲပြု၍ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးဆိုပြီးတော့ဆရာတော်ဥတီဇဝန္ဒကိုယ်တိုင်အမည်ပေးခဲ့တာဖြစ်ပါတယ်။